အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ဒီဇင်ဘာလအတွက်ပေါ့နော်ဒီခြေကန်ကောင်းမယ်ဆိုဒီဆိုင်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ကိုဆိုဒီဆိုင်လေးပါမပါကောမမှာအမှန်ပေးခဲ့ပါအောင်အခြေမှာဆက်ဆက်ရအဆင်ပြေပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြကြအောင်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်